စကားကြောင့်အားဖြစ်ပါစေစကားဆိုတာတူတူပြောလဲဒီစကားအော်ပြီးပြောလဲဒီစကားဘလို့ပြောပြောဒီစကားပါပဲမလိုအပ်ပဲဘာကြောင့်အော်ကြီးဟစ်ကျယ်ပြောနေမှာလဲလူတစ်ယောက်ရဲ့အဆင့်အတန်းကစကားပြောပုံနဲ့လည်းသက်ဆိုင်ပါတယ်တစ်ဖက်သားကိုနားဝင်အောင်ချိုချိုတာတာပြောတတ်ခြင်းကပူပြီးအရာရောက်တယ်လို့တစ်ဖက်သားကိုလေးစားတဲ့နှုတ်အမူအရာလည်းဖြစ်တယ်စကားဆိုတာပါဇက်ကပြောတာချင်းအတူတူတစ်ဖက်သားအပေါ်နစ်နာစေမယ့်စကားမျိုးမပြောစေရင်းပါနဲ့စကားကိုပြီးရောပြောလို့မရဘူးကိုယ်စကားကိုတာဝန်ယူတတ်ဖို့လည်းလိုပါတယ်စကားကြောင့်ဒါမဖြစ်စေနဲ့စကားကြောင့်အားဖြစ်ပါစေရှာဖျားလေးကပြောလိုက်ပေမဲ့လူတစ်ယောက်ရဲ့ဘဝတိုးတက်ပြောင်းလဲစေနိုင်တယ်ဆိုရင်စကားကြောင့်ကုသိုလ်ရစေပါတယ်တခါတလေမှာကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ကိုအဆင့်အတန်းကိုဖော်ပြနေတယ်လို့ဖြစ်ပြီးကိုဂုဏ်သိက္ခာကိုကိုယ်တိုင်ချပြတယ်လို့ဖြစ်နေတတ်ပါတယ်ထို့ကြောင့်စကားကိုတတိထားပြောဆိုပါမိမိနှုတ်ကထွက်ကြလာတဲ့စကားလုံးတိုင်းကကောင်းမွန်သောစကားများသာလျှင်ဖြစ်နေပါစေလို့ဆုတောင်းပါပဲ